ခုနှစ်နှစ်အရွယ်ကလေးလေးဟာလိန်တက်မှဆိုလို့မြတ်စွာဘုရားကရာဟုလလေးကိုမလိန်ရအောင်ကလေးလေးနားလည်အောင်သင်တဲ့သုတ်တန်လေးဟာဘုန်းကြီးတို့တွေဖို့မှလည်းအမတန်မှတန်ဖိုးရှိတဲ့တရားတစ်ပုဒ်ပါပဲတရက်တော်မြတ်စွာဘုရားကရာဟုလကိုခေါ်တယ်ရာဟုလလာငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားပြီးတော့မြတ်စွာဘုရားကခြေဆေးတဲ့နေရာရောက်သွားထိုင်ပြီးတော့ခြေဆေးဖို့ရာရေခတ်ထားတဲ့ရေအိုးထဲကနေပြီးတော့ခွက်ကလေးနဲ့ရေခတ်ယူလိုက်ခတ်ယူပြီးတဲ့အခါမှာရေလေးကိုတဝက်သွန်ပြီးတော့မြတ်စွာဘုရားမေးတယ်ရာဟုလတွေ့လားဟောဒီမှာရေခွက်ထဲမှာရေတဝက်ပဲရှိတယ်တွေ့လားဆိုတော့တွေ့ပါတယ်ဘုရားတဲ့လောကမှာလိန်ပြောတတ်တဲ့လူဆိုတာကြည့်ကိုချင်းတရားပြည့်ပြည့်ဝမရှိဘူးတဲ့ဟောကိုချင်းတရားမပြည့်ဝဘူးပေါ့ဒီခွက်ထဲကရေတွေမပြည့်တယ်လို့ပဲလိန်တတ်ပြီဆိုရင်မင်းကိုချင်းတရားတွေမပြည့်နိုင်ဘူးတဲ့ကိုချင်းသီလတွေဟာပျက်စီးတယ်အဲ့ဒါလို့ကလေးနားလဲတဲ့စကလုံးလေးနဲ့သုံးပြီးမြတ်စွာဘုရားကခွက်ထဲကရေတွေကိုသွန်လိုက်တယ်ကဲရဟုတ်လားဟောဒီထဲမှာခွက်ထဲမှာရေတွေရှိသေးလားမရှိတော့ဘူးဗျာရေတွေသွန်လိုက်တယ်အေးအဲ့ဒီလိုသွန်လိုက်တယ်လို့ပဲလိန်ပြောတဲ့ပုဂ္ဂိုလ်ဟာကိုချင်းတရားတွေအကုန်လုံးစွန့်ပစ်လိုက်တာနဲ့တူတူပဲဆိုပြီးတော့မြတ်စွာဘုရားကခွက်ကလေးကိုမှောက်ပြီးတော့မေးတယ်ရဟုတ်လားတွေ့လားငါခွက်ကလေးကိုမှောက်ထားအဲ့ဒီခွက်ကလေးမှောက်လိုက်တယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့အကျင့်တရားတွေဟာအကုန်လုံးဆောက်ထိုးပဲဘာမှမရှိတော့ဘူးကျင့်တရားတွေကိုအကုန်လုံးမှောက်ပြစ်လိုက်တာနဲ့တူတူပဲနောက်တစ်ခါမြတ်စွာဘုရားကခွက်ကလေးကိုပြန်လှန်လိုက်ပြန်လှန်ပြီးတော့ဟောဒီခွက်ထဲမှာဘာရှိတယ်ဘာမှမရှိအေးခွက်ထဲမှာဘာမှမရှိတယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကိုချင်းတရားဆိုဘာမှမရှိဘူးလို့ပြောတာဟောဒါကြောင့်မို့မင်းရည်စရာအနေနဲ့တောင်လိန်မပြောနဲ့လိန်တာဟာအမတန်အပြစ်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်ကဲဘုရားဆုံးမတဲ့စကားနဲ့ဒီကနေ့ခေတ်ပြောနေကြတာတွေနဲ့ဘယ်လိုများကွာခြားလဲဒီကနေ့ရှိကြတော့အေးမူသားမပါလင်္ကာမချောတဲ့နော်လင်္ကာချောအောင်မူသားလေးထည့်တယ်ပြီးတော့ပြောနေကြဟောမြတ်စွာဘုရားကကြည့်လိန်ပြောတတ်လို့ရှိရင်တဲ့ဘာမှကိုချင်းတရားမရှိတော့ဘူးလို့ဒီလိုကိုဟောတာလိန်မှာစိုးလို့နော်